စနေတနင်္ဂနွေအားလရက်လီနေရက်တေးနဲ့ကိုလေကိုပိုင်စီပွားရေးတစ်ခုကိုစတင်နိုင်မယ်ဆိုရင်ဘယ်လိုနေမလဲဟုတ်ပါရဲ့ယုံနိုင်စရာမရှိဘူးလို့ထင်ရပေမဲ့ဒီတစ်ခါတော့$1 million weekend ဆိုတဲ့စာအုပ်ထဲကအဲ့လိုရဲရင်တဲ့ကတိတစ်ခုကိုဘယ်လိုအကောင့်ထဲပေါ်ကြမလဲဆိုတော့ကိုကြည့်သွားကြမှာပါဒီစာအုပ်ကအဖွဲမာတင်ကိုပဲရဲရဲကြီးကြွေးကြော်ထားတာပါစနေတနင်္ဂနွေနေ့ရက်တီးနဲ့$1တန်းတန်စီဝါရေးတစ်ခုစိုက်တင်နိုင်မှုကူညီပေးမယ်တဲ့ကြားလိုက်တာလေတင်ဟာစိတ်လှရှားစရာကြီးပဲဒါမဲ့တစ်ဖက်မှာလည်းမဖြစ်နိုင်ဘူးလို့တွေးမိကြမှာပဲနော်ဆိုလို့ဘာကြောင့်များဒီလောက်ထိပြောရဲရတာလဲကျွန်တော်တို့စက်ကြည့်လိုက်ကြရအောင်ကဲဒီလိုမျိုးစိတ်ကူးတစ်ခုကြားလိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ခေါင်းထဲကိုအကြောင်းပြချက်တွေစင်ချေတွေတန်းစီဝင်လာတော့တာပဲဥပမာ idea ကောင်းကောင်းမှမရှိတာလုပ်ငန်းဆက်ရတာကစွန့်ဆက်ရလွန်းတယ်အချိန်ကိုမရှိတာပိတ်စာမရှိဘူးလေဒါမှမဟုတ်အကုန်လုံးတိတ်တိတ်ချာချာပြင်ဆင်ပြီးမှစတာပိုကောင်းပါတယ်ဆိုတာမျိုးလေးပေါ့ဒီအကြောင်းပြချက်တွေထဲကတစ်ခုခုလောက်ကတော့စိတ်ထဲမှာရှိနေဘူးကြမှာပါဒါပေမဲ့လေတကယ်တမ်းကျတော့အဲ့ဒီစင်ချီရီအောင်လုံးကမျက်နှာဖုံးနေပဲတဲ့အဲ့ဒီနောက်ကွယ်မှာပုံနေတဲ့တကယ်အတိကအကြောင်းရင်းအဲ့ဒါကဘာထိမယ်လို့ထင်ပါတယ်လဲဒီစာအုပ်ကထောက်ပြတာကတော့တကယ်အတားအဆီးအကြီးကြီးဟာငွေတို့အချိန်တို့မဟုတ်ဘူးတဲ့ဗျာတကယ်တရားခံကကြောက်စိတ်နှစ်ခုပဲရှိတယ်တဲ့ပထမတစ်ခုကစတင်ရမှာကိုကြောက်တဲ့စိတ်စီးပွားရေးလုပ်မယ်ဆိုလာကြီးကိုတောင်ကြီးတလုံးလုံးမြင်ပြီးဘေကနေစတက်ရမှမတည်တာမျိုးပေါ့ဗျာအဲ့လိုနဲ့ဘာမှမလုပ်ဘဲနေလေအလီတောင်ကြီးကကိုယ်စိတ်ထဲမှာပိုပြီးမြင့်လာလေပဲဒုတိယတစ်ခုကပိုဆိုးတယ်အဲ့ဒါကမင်းမြန်တောက်ဆိုရမှာကိုကြောက်တဲ့စိတ်ဆိုလိုတာကကိုယ့် idea ကိုလူတွေစီချပြီးဝယ်ပါလားလို့မြင်လိုက်လို့မဝယ်ပါဘူးဆိုပြီးအမြင်ခံလိုက်ရမှာကိုတေမလောက်ကြောက်တဲ့စိတ်မျိုးပါဒီစိတ်ကြောင့်ပဲ idea အကောင်းတွေဘလောက်များများအမိုက်ပုံနဲ့ရောက်သွားပြီလည်းမသိပါဘူးကဲဒါဆိုဒီကြောက်စိတ်တွေကိုဘယ်လိုကြော်လွှားမလဲ$1 million weekends မှာတော့ရှင်းရှင်းလေးတဲ့ဘယ်သူမှဆိုလိုက်လုံနိုင်တဲ့လက်တွေ့ကျကျအဆင့်30ကိုဖြည့်ဆည်းအနေနဲ့ချပြထားပါတယ်အဲ့ဒီအဆင့်30ကဘာတွေလဲဆိုတော့ပထမဆုံးအဆင့်ကလူတွေမှာတကယ်ရှိနေတဲ့ပြဿနာတစ်ခုကိုရှာပါပြီးတော့အဲ့ဒါကိုကဖြေရှင်းပေးနိုင်ရမယ်ဒုတိယအဆင့်ကအဲ့ဒီပြဿနာအတွက်ဘယ်သူမှမငြင်းနိုင်လောက်အောင်ဆွဲဆောင်မှုရှိတဲ့ဖြေရှင်းချက်တစ်ခုကိုဖန်တီးရမယ်ပြီးတော့အရေးကြီးဆုံးအဆင့်3ကတော့ကိုယ့်ပစ္စည်းကိုမထုတ်လုပ်ခင်ကိုယ့်ပိုက်ဆံတပြားမှမသုံးခင်မှာကြိုတင်ရောင်းချပြီးကိုယ့် idea ကတကယ်ရောင်းရပါမလားဆိုတာကိုအမြန်ဆုံးစမ်းသပ်ရမှာပါဒါကအဓိကပဲအထူးသဖြင့်အဲ့ဒီအငင်းခံရမှာကိုကြောက်တဲ့စိတ်မင်းမြန်တောင်းဆိုရမှာကိုကြောက်စိတ်ကိုကြော်လွှားဖို့အတွက်ပေါ့စောက်တဲမှာပြောစရာကောင်းပြီးအញ្ញမ်းတိရောက်တဲ့လေ့ကျင့်ခန်းလေးတစ်ခုကိုရင်ဆုံးစလို့ခိုင်းထားလေအဲ့ဒါကို coffee စိန်ခေါ်မှုလို့ခေါ်ပါတယ်လူကမှာကအရန်ရိုးရှင်းပါတယ်နော်ကော်ဖီဆိုင်တစ်ဆိုင်ကိုသွားကော်ဖီတစ်ခွက်ဝယ်ပြီးတော့ငွေရှင်းတဲ့ခါမှာဟိုတင်100ခိုင်နှုန်းလောက်များလျော့ပေးလို့ရမလားခင်ဗျာရှင်လို့ပြုံးပြီးမေးလိုက်ရုံပဲဟုတ်ပါတယ်အများစုကတော့မရပါဘူးလို့ပြောမှာပေါ့ဒါပေမဲ့အရေးကြီးတာကအဖြေမဟုတ်ဘူးအဲ့ဒီလိုမေးရလိုက်တဲ့သတိပြီးတော့အငင်းခံရတာကိုတာမန်ကိစ္စတစ်ခုလိုပဲလက်ခံနိုင်ပါဖို့အဲ့ဒီစိတ်ကြွသားကိုလေ့ကျင့်ပေးရပါပဲကဲအငင်းခံရမှာကိုမကြောက်တော့တဲ့တက်တီလေးနည်းနည်းမွေးပြီးဆိုရင်တော့အားလိုက်ရဲ့အဓိကပွေးကြီးပွေးကောင်းကိုသွားချဖို့အချိန်တန်ပါပြီအဲ့ဒါကတော့48နာရီအတွင်းမွေးရှာစိန်ခေါ်မှုပါပဲဒီစိန်ခေါ်မှုမှာရွှေစည်းမင်စုလို့တခုတည်းပဲရှိပါတယ်48နာရီအတွင်းကိုယ့်ရဲ့ idea အထွတ်ပိုက်ဆံအစ်စ်မှန်ပေးမဲ့ဝဲသူ3ယောက်ကိုရှာတွေ့ရမယ်အားပေးစကားတွေမလိုပါဘူးကောင်းတယ်လို့ပြောတာတွေမလိုပါဘူးတကယ်ပိုက်ဆံအစ်စ်ပေးမဲ့ဝဲသူကိုရှာဖို့ကသာအဓိကပါပဲဒီတော့ဒီအားလိုက်ရက်ကိုဘယ်လိုအသုံးချမလဲအချင်းစရာနဲ့ကြည့်လိုက်ကြရအောင်တော့ကြနေ idea ထုတ်တယ်နီကိုစိုက်ဝင်စားလဲကိုနဲ့နီးစက်တဲ့လူတွေရဲ့ပြဿနာတွေကိုစဉ်းစားမယ်စနေနေ့စမ်းသက်တယ်နီအဲ့ဒီ idea ကိုဘာမှအကောင့်ထဲမဖော်သေးပဲဖြစ်နိုင်ချေရှိတဲ့ဝယ်သူ10ယောက်လောက်ကိုချပြပြီးပတ်စံတောင်းကြည့်မယ်တနင်္ဂနွေနေ့တက်တည်ပြတယ်နီအ ਨੇ ဆုံးဝယ်သူ3ယောက်စီကနေငွေလက်ခံရရှိအောင်စူးစမ်းမယ်ဒါဆိုကို idea ကတကယ်ရောင်းလို့ရတယ်ဆိုတာသိကြသွားပြီဟုတ်ပြီဒီလုပ်ငန်းစဉ်ကစောက်ထဲမှာပဲပြောလို့ကောင်းတာလားတကယ်ရောအလုပ်ဖြစ်ရဲ့လားအဲ့ဒါကိုတက်တည်ပြဖို့အတွက်စာရေးသူကိုယ်တိုင်လုပ်ခဲ့တဲ့လက်တွေ့စံတက်မှုတစ်ခုရှိပါတယ်အမဲချောင်လုပ်ငန်းတစ်ခုကို24နာရီအတွင်းစတင်ခဲ့တဲ့စမိုဂျာကီစင်ခေါ်မှုအကြောင်းကိုကြည့်လိုက်ကြရအောင်သူကစားပိုင်းမှာတော့ရိုးလေးပဲစဉ်းစားခဲ့တယ်အမဲ6တစ်ထုပ်ကို$20နဲ့ရောင်းမယ်$5မြတ်မယ်ပေါ့ဒါပေမဲ့ဒီဆရာမကြည့်လိုက်ပါအောင်$1000မြတ်ဖို့ဆိုရင်အထုပ်200တောင်ရောင်းရမှာဟာဒါမလွယ်ဘူးဆိုတာသူချက်ချင်းသိသွားတယ်အဲ့ဒီမှာတင်သူက business model ကိုချက်ချင်းပြောင်းလိုက်တယ်တထုပ်ချင်းမရောင်းတော့ဘူး6လ subscription ကို$120နဲ့ရောင်းမယ်ဒါဆိုတယောက်ရောင်းရရင်$30မြတ်မယ်
အဲ့တော့လူ33ယောက်ပဲရှားဖို့လိုတော့လေတွေ့လားမော်ဒယ်လေးတစ်ခုပြောင်းလိုက်တာနဲ့ရီမန်းချက်ကိုရောက်ဖို့ဘလောက်ပုံမြန်သွားလဲဆိုတာ နောက်ဆုံးမှာဘာဖြစ်သွားလဲဆိုတော့သူက24နာရီတောင်မဖြစ်ခင်မှာပြစ်မှတ်ထားတာထက်တောင်ပိုတဲ့အမြင့်ငွေဒေါ်လာ1000ငွေ15ရှာနိုင်ခဲ့ပါလိမ့်ဖျားဒါဟာဒီနေ့လက်မှာစစ်ကူးရင်တက်မဟုတ်ဘူးတကယ်လက်တွေ့အလုပ်ထစ်တယ်ဆိုတဲ့ခိုင်မာတဲ့သက်တွေပဲပေါ့ ကဲဒီလိုစင်ကုန်မှုတွေပြီးသွားတဲ့ခါမှာရားလိုက်တဲ့ငွေနင်းချက်အများကြီးပို့အရေးကြီးတဲ့အရာတစ်ခုချန်ခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုတော့စီးပွားရေးလုပ်ငန်းတစ်ခုအပေါ်မှာမြင်တဲ့ကိုယ့်ရဲ့အသွေးခေါ် mindset လုံးဝပြောင်းလဲသွားတာပါပဲ လူအများစုကအရင်ဆုံးအကျယ်တွင်းစဉ်းစားတယ်ပြီးမှနောက်ကျမှလုပ်ကြတယ်ဒါပေမဲ့တကယ်အောင်မြင်တဲ့စုံဦးကြီးတွင်တိုင်းကတော့အရင်ဆုံးလှုပ်ချလိုက်တယ်ပြီးမှလိုအပ်တာတွေကိုလာမှပင်ဖြည့်ရှင်းသွားကြတယ်ဆိုလိုတာကဘလို့လုပ်ရမယ်ဆိုတဲ့ဟောင်းကိုအကြကြီးစဉ်းစားမနေပဲအခုပဲလုပ်မယ်ဆိုတဲ့နောင်းကပိုရေးကြီးတယ်ဆိုတဲ့အချက်ပါပဲ အဲ့တော့ဒီ weekend ပြီးသွားရင်တကယ်တမ်းရလိုက်တဲ့ဆွမ်းအားတစ်ကပါလဲဆိုတော့စမ်းသက်လေ့လာသူကြွရဲ့အတွေးခေါ်ပါပဲအရာရာကိုပြီးပြည့်စုံအောင်လှုပ်ဖို့မကြိုးစားတော့ဘူးအသေးချစမ်းသက်မှုလေးတွေကိုမြင်မြန်ဆန်းဆန်းလှုပ်ချိဖို့ဝင်မလေးတော့ဘူးဘာလို့လဲဆိုတော့အောင်မြင်မှုဆိုတာတခါတည်းနဲ့မှန်သွားတော့မဟုတ်ဘူးလေအချင်းချင်းစမ်းသက်မှုတွေရဲ့ရလဒ်တစ်ခုပဲရှုံးနိမ့်မှုတိုင်းကလည်းနောက်တစ်ဆင့်သက်ဖို့အတွက်တမုံဖြတ်နိုင်တဲ့သင်ခန်းစာလေးဖြစ်သွားတာပေါ့ ဒါကြောင့်ခြုံပြီးပြောရရင်ဒီ $1 million weekend လုပ်ငန်းစဉ်ရဲ့တကယ်ပန်းတိုင်ကအပြည့်အနာအစာကင်းတဲ့ business plan ကြီးတစ်ခုတိစောက်ဖို့မဟုတ်ပါဘူးအဓိကစတင်ဖို့အတွက်တတိကိုမွေးမြူပေးတာပါဘာမှမလွတ်ပဲဒေးဝင်နေတဲ့အခြေအနေကနေယုံထွက်ပြီးပထမဆုံးခြေတလိုင်းကိုလှမ်းနိုင်ဖို့အဲ့ဒါကသာတကယ်တန်ဖိုးအစစ်အမှန်ပါပဲဒါကြောင့်ဒီအကြောင်းအရာတွေကိုသိပြီးသွားပြီဆိုရင်ကိုဒီမေးခွန်းလေးပြန်မေးကြည့်လိုက်ရအောင်အခုချက်ချင်းစတင်နိုင်မဲ့ဒီစားစမ်းသပ်မှုလေးတစ်ခုကဘာဖြစ်နိုင်မလဲအဲ့ဒီတော့အစီအစဉ်တွေအများကြီးမဆွဲပါနဲ့哦အခုပဲစပြီးလှူရှားလိုက်ကြရအောင်